ကြည့်ရှုနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ The Corner ရဲ့သူတို့ပြောတဲ့စကားဆိုတဲ့ကဏ္ဍကိုဒီနေ့ကျွန်တော်နဲ့အတူစကားပြောဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ဒေါက်တာချမ်းသာစိုးဖြစ်ပါတယ်ဒေါက်တာချမ်းသာစိုးဆိုတဲ့နာမည်ထက်ကိုချမ်းဆိုရင်လူသိပိုများမယ်လို့ထင်ပါတယ်တစ်ချိန်တော့ကျောင်းသားလူငယ်တွေကြားမှာအလွန်ရေပန်းစားခဲ့တဲ့ရေးပေးပါဆိုတဲ့စာအုပ်ဟာကိုချမ်းရဲ့လက်ရပါအခုတော့ကိုချမ်းဟာ UK နိုင်ငံလန်ဒန်မြို့ကစေုံတရုံမှာဤရဌာနမှာတာဝန်ကျနေတဲ့ဆရာဝန်တူဖြစ်ပြီးသူမအားတဲ့ကြားအချိန်ရရင်ရတယ်လို့ပြည်သူတွေအတွက်ကျမ်းမာရေးအသိပညာပေးဗီဒီယိုတွေနဲ့ကိုချမ်းရဲ့မူလရေးဟန်ဖြစ်တဲ့ Horror Zealand Audio Book တွေကိုသူ့ရဲ့ YouTube Channel တစ်ခုဖြစ်တဲ့ Planet Myanmar Channel ကနေတင်ဆက်နေပါတယ်အခုကိုချမ်းနဲ့စကားပြောတဲ့အစီအစဉ်ကိုစလိုက်ကြရအောင်ကျွန်တော်ကတော့ The Corner ကိုတင်ပါခင်ဗျာကိုချမ်းရဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကိုတင်ကိုချမ်းဆိုလို့ရှိရင်ကျွန်တော်တို့ခြံခဲ့လို့မရကိစ္စရေးပေးပါကိစ္စပေါ့ရေးပေးပါစာကတစ်ချိန်တော့မြန်မာနိုင်ငံရဲ့လူငယ်တွေကျမှအရန်အောင်မြင်ခဲ့တယ်ဒါမှရှိရင်ဖြစ်တယ်လို့တော့ဖြစ်နေတယ်သူတို့ရဲ့ဘဝတွေကကိုချမ်းအတူတုံးလေးပေါ့ကိုချမ်းဒီဟာကိုဘယ်လို idea ရခဲ့လဲဘာလို့လုပ်ခဲ့လဲဆိုတော့လေပြောပြပါအောင်ရေးပေးပါကျေးဇူးတွေဆိုကျွန်တော်တို့မိသားစုမှာရှိရပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီစာအုပ်လေးကိုကျွန်တော်စေးချောင်းတက်ခါစား2000ခုနှစ်လောက်ပါပေါ့အဲ့လောက်မှာစပြီးတော့စထုတ်တယ်သူ့ရဲ့ idea ပါလဲဆိုတော့လူငယ်တွေတယောက်နဲ့တယောက်ကြားမှာချင်းချင်းမှာကိုယ့်ရဲ့အကြိုက်ဆုံးကပါလဲအကြိုက်ဆုံးစာအုပ်အကြိုက်ဆုံးအရာအဲ့ဒါလေးတွေကိုတယောက်နဲ့တယောက်အပြန်အလှန်ရေးခိုင်းကြတာပေါ့နောက်ပိုင်းကျွန်တော်တို့ရေးပေးပါကိုကျွန်တော် application ပြန်လုပ်တော့2016လောက်ပြန်လုပ်တော့ဟိုဆိုင်ခန်းလိုင်းလာပြီးတော့သူကအဲ့ဒါတော့လည်းမြစ်တာနဲ့လာပြီးတော့ကျွန်တော်တို့ပွဲလာတက်ပေးတယ်အဲ့ဒီပွဲမတိုင်ခင်တော့သူကဘာလုပ်လဲဆိုရေးပေးပါကိုကျွန်တော်တို့ခေတ်တော့ Facebook ဆိုပြီးတော့အဲ့ဒါလေးနဲ့တော့ Facebook မှာတင်လိုက်တော့အဲ့ရေးပေးပါလေးကပြန်ပြီးတော့တကြော့ပြန်တော့အခုတော့ဒါကတော့ nostalgia ဖြစ်သွားပြီပေါ့နော်လူငယ်တွေကြားထဲမှာရေးနေတာလည်းရှိတယ်အခုapplication ကတော့မအောင်မြင်လိုက်ဘူးပေါ့ဒါမဲ့လို့လူငယ်ကြားထဲမှာပြောစရာလေးဖြစ်သွားတယ်ခုတည်းရှိသေးတယ်ကျွန်တော်စေးเจ้าကကြောင်းလာကပို့လဲရတယ်မိသားစုထောက်ပံ့နိုင်တယ်အဲ့တော့ကြောင့်မလို့အားပေးကြတဲ့ကလေးလူငယ်တွေလည်းကျေးဇူးတင်ပါတယ်ဟုတ်ကောင်းပါတယ်ဟို social media ခေတ်ရောက်လာခဲ့တဲ့အခါကျတော့ဒါကတမျိုးဖြစ်သွားတာပေါ့လေဒါပေမဲ့လည်း legacy တစ်ခုဖြစ်ခဲ့တာတော့ညှင်းလို့မရပါဘူးအဲ့တော့လက်ရှိကိုတွားလိုက်ကြအောင်လက်ရှိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုချမ်းလှုပ်ထားတဲ့ The Planet Myanmar Channel ပေါ့ PMC အဲ့ကိုစပြောမယ်ဆိုလို့ရှိရင်ကိုချမ်းကိုအလုံးနဲ့ပေါ့နော်နိုင်ငံသားနိုင်ငံမှာအလုံးလုပ်တယ်နောက်အလုံးကဆရာဝန်အလုံးဆိုတဲ့အခါကျတော့တော်တော်မအားဘူးလို့တော့မြင်မိပါတယ်တင်မိပါတယ်ဆိုတော့အဲ့လိုမအားလက်တဲ့အချိန်နဲ့ဒီဗီဒီယိုတော့ကျွန်တော်ကြည့်ရတော့130 140နေပါလောက်ရှိတယ်ပေါ့နော်အများကြီးပဲကိုချမ်းဘယ်လို manage လုပ်လဲအဲ့ဒီ channel ကိုမအားရကြတဲ့Planet Myanmar Channel ကဘယ်လိုစလဲဆိုတော့စတာတော့ကျွန်တော်ကအဲ့ဒီ2018 2019လောက်မှာအဲ့ကိုချမ်းနာမည်နဲ့ထိတ်လန့်သေးဖို့ horror story လေးရေးပြတယ်အဲ့လိုရေးပြရနေပြီးတော့ဒါလေးတွေကိုအတန်ဇက်လန်းပေါ့နော်အတန်ဇက်လန်းလေးလုပ်မယ်ဆိုကိုယ့်အကိုအတန်သွင်းရုပ်လေးနဲ့အဲ့လိုစပြီးတော့တင်ရနေပြီးတော့စပြသွားတာပဲစပြသွားပြီးတော့နောက်ပိုင်းမှာအဲ့ကျမ်းမာရေးအကြောင်းလေးတွေကိုကျွန်တော်ကိုကလည်းဆရာဝန်ဆိုတော့နောက်ဆုံးကျတော့မနေတာဘူးပေါ့နော်တက်တိပညာမနေတာဆိုပြီးတော့အကျမ်းမြင့်လေးတွေရေးပြီးတော့တင်တော့အဲ့ဒီကျမ်းမာရေးတွေကိုပို့ပြီးတော့လူတဲ့ပို့စိတ်ဝင်စားတယ်ကျွန်တော်စပြီးတော့ဒီ channel ကိုစတော့ဒီထိတ်လန့်သေးဖို့ဆိုပြီးတော့စလိုက်တာပဲအဲ့ဒါလေးကိုနားထောင်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့လို့ကျမ်းမာရေးကိုပို့စိတ်ဝင်စားတယ်အဲ့ဒီကနေစပြီးတော့ကျမ်းမာရေးလေးတွေကိုပို့ပြီးတော့စူးစမ်းပြီးတော့တင်ကြည့်တယ်ပေါ့နော်တင်တဲ့အခါကျတော့ကိုယ်တိုင်လုပ်ချင်မှသိတာပေါ့ YouTube လောက်ရတယ်ဆိုတာလေဗီဒီယိုတစ်ခုလုပ်ဖို့ဆိုတာတပတ်လောက်ချိန်ရတယ်ဘာလို့လဲဆိုတော့ပထမဦးဆုံးကဟုတ်တယ်ကိုကဆရာဝန်ဆိုပြီးမဲ့လည်းကိုပေးတဲ့ဒီဘုဒ္ဓခိုင်လုံရှိဖို့
ဒီတိုင်းရန်တန်ပြီးတော့ရှောက်ပြောလို့မရအောင်လေသေချာ research လုပ်ပြီးတော့ မှန်တာပေါ့ နိုင်တော်များများအချိန်ပြီးတော့မှအဲ့ဒါကို research လုပ်ပြီးတော့မှပြန်ပြီးတော့တီးဖြတ်ရသေးတယ်တီးဖြတ်ရတာလေ ဟုတ်တယ် ဒါကျွန်တော်ကတော့ကိုကငငယ်ရလည်းဒါဝိဝါဒနာပါတယ်ဆိုတော့လုပ်တယ်ပေါ့နော်ဒါပေမဲ့ကို့အဆင့်နဲ့ကတော်တော်လေးကို struggle လုပ်ရတယ်အဲ့တော့ professionally တနားရီလောက်ချိန်ပြရမယ့်ဟာကိုကျွန်တော်အနေနဲ့က9နာရီ6နာရီလောက်ချိန်ပြရတာရှိတယ်အဲ့ဒါတိတ်တော့မလွယ်ဘူးပေါ့နော် ဟုတ် ပုံ တယ် မှန်အဖြစ်တော့ YouTube မှာတစ်ပတ်ကိုတနာရီလောက်ချိန်တစ်ပတ်ကိုတစ်ခုပေါ့နော်ဗီဒီယိုတစ်ခုလောက်တင်နိုင်ဖို့လိုတယ်ကျွန်တော်တော့မတင်ပြဘူးခုနောက်ပိုင်းမတင်ပြတာတော့တော်ချပြီပြန်တင်ရအောင်ပဲ စလုပ်ခဲ့တာကြာပြီလားကိုချန်ဘာလို့လဲဆိုတော့ကျွန်တော်တွေ့ရခုနကပြောသူ100ကျော်လောက်ဗီဒီယိုဆိုတာ ဒါလို့ နည်း ပြကြာပြီ ပမာဏ ကြာ မ ပြီ ဟုတ် ဆိုတော့အဲ့ဒီဟိုလောက်ထည့်စားတာ2020လောက်ထည့်စားတယ်ကိုဗစ်မတိုင်ခင်လောက်ထည့်စားတယ်ပြီးတော့ဂျားမှာရက်သွားသေးတယ်အဲ့လိုရက်သွားလိုက်ပြန်လဲလိုက်နဲ့အခုတော့ဟိုပါပေါ့နော် follower တွေလည်းတော်တော်များနေပါပြီတိန်တော့တောင်းလာတော့မသိအဲ့လောက်ရှိပြီအဲ့ဒါပြီးတော့ဒီတချို့ဗီဒီယိုလေးတွေလူတော်တော်များများကြည့်ကြတယ်အဲ့ဒါလေးလည်းအားပေးကြတဲ့ပြည်သက်ကိုကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျွန်တော်လည်းကြောက်ကြည့်ဖြစ်တယ်အဲ့ channel နဲ့မှုကြည့်တာပေါ့နော်ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဟုတ်တယ်ကျမ်းမာရေးကဏ္ဍလူတော်တော်ကြည့်ဖြစ်တယ်လို့ပြောရမှာပေါ့နော်ဟိုကိုချမ်းလိုပဲပြောနေတဲ့ဟလာပညာရှင်တွေဆရာဝန်တွေလည်းများပါတယ်ကိုချမ်းရဲ့ channel မှာလာကြည့်ရလူတွေ comment တွေလည်းကျွန်တော်ဖတ်ကြည့်မိလိုက်တယ်ဆိုတော့ကျွန်တော်မမှားဘူးဆိုလို့ရှိရင်ကျမ်းမာရေးခုန128 130လောက်မှာကျမ်းမာရေးကတဝက်ကျော်လောက်ပါတယ်လို့ကျွန်တော်တွေ့တယ်ကိုချမ်းရောဘယ်လိုထင်လဲ ဟုတ်တယ်ကျမကြီးကတဝက်ကျော်လောက်ပါတယ်subscriber မဟုတ်2600သိမ့်မဟုတ်အဲ့တော့ကျမကြီးကတဝက်ကျော်လောက်ပါတယ် channel တွေကတော့ခုနောက်ပိုင်းတစ်ခါလေကြောက်လို့ရှိရင်ပြင်းလို့ရှိရင်အဲ့လိုမျိုးဟိုဒီလုံးလေးပါလေးရှောက်တင်တာမျိုးတွေရှိတယ်ကျွန်တော်တင်လိုက်တဲ့အိတ်မပြောရင်နားထောင်ဖို့ဆိုတဲ့ဟာအဲ့မှာအဲ့ကောင်ပေါက်သွားပြီးတော့ကိုကမြန်မာပြည်ညဘက်အချိန်ရောက်လို့ရှိရင်အဲ့ဒီဗီဒီယိုက view တွေတက်ပြီးအဲ့လိုမျိုးလေးပေါ့နော်ဒါပြောစရာလည်းကောင်းပါတယ်လို့ပြောတာ ကောင်းပါတယ်sharing ပေါ့ကိုသိတဲ့ဟာလေးတွေပြန် share လုပ်တာသူသဖြင့်ကျမ်းမာရေးဘက်ကိုဟိုပါပေါ့ကျွန်တော် comment ကြည့်ရလူကြည့်များကြတယ်ဟို comment လည်းပေးတယ် ဟုတ်ကဲ့ကျမရက်ပါလဲဆိုတော့ကျွန်တော်ကဒီနိုင်ငံတကာမှာလုပ်နေတယ်ဆိုတော့မြန်မာပြည်နဲ့ကြိုက်တဲ့ဟာလေးလည်းဖြစ်ရမယ်ပေါ့နော်အရင်တော့ကလွန်ခဲ့တဲ့နှစ်5နှစ်လောက်တော့အဲကျမရေးစာရေးလို့ရှိရင်ဒီနိုင်ငံတကာဟာတွေနဲ့ guideline တွေကိုယူပြီးတော့ရေးပြတယ်ရေးပြတဲ့ခါကျတော့ပြန်စဉ်းစားကြည့်လိုက်တဲ့ခါကျတော့မြန်မာပြည်ကပြည်သက်နဲ့တိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲသူ့နေရာဒေသနဲ့လိုက်လုံးနေတယ်မရှိဘူးပေါ့နော်အဲ့ဒီခါကျတော့ဘာလုပ်ရလဲဆိုတော့ဟိုစုတုပြုပေါ့မြန်မာပြည်ကဆရာတွေဆရာမတွေတင်ထားတဲ့ဗီဒီယိုတွေကိုကျွန်တော်ပြန်ကြည့်ရတယ်ဘာလို့လဲဆိုတော့မြန်မာပြည်ကအခေါ်တွေမြန်မာပြည်ကအသုံးတွေမြန်မာပြည်က user တွေမြန်မာပြည်ကကုထုံးတွေအဲ့ဒါလေးတွေကိုနားလည်အောင်ပြန်လုပ်ရတယ်ပြန်လုပ်ပြီးတော့မှနောက်တစ်ခုကတော့ကိုကတင်တယ်ဆိုတာဒီပြန်ရတဲ့အကျိုးမြတ်ကဘယ်လောက်မှမရှိပါဘူးဘာမှမရှိဘူး monetization ဆိုရင်တော့ပဲဒီမြန်မာပြည်က view data နဲ့ပြန်ရတာနေကဘယ်လောက်မှမရှိဘူးအဲ့တော့အခါကျတော့ကိုရဲ့အကျိုးမြတ်ကဘာလဲဆိုတော့ကြည့်တဲ့လူတွေအကျိုးကျမကြီးပူပူရသွားစေဖို့ပေါ့နော်အဲ့လိုရသွားစေဖို့ဆိုတာကလေဒီတခြားဆရာတွေတင်ထားပြီးသားဟာတွေကိုပြန်တင်ပါမထူဘူးလေသူတို့ဟာတွေလည်းနိုင်နေရှိပြီးသားအဲ့တော့ဒါတွေကိုပြန်တင်လည်းပါမထူဆိုတော့အဲ့ဒီဟာမျိုးတွေကိုလိုက်ကြည့်ပြီးတော့အောက်က comment လေးလိုက်ဖတ်တယ်လူနာတွေဘာတွေသိချင်တယ်လဲပေါ့နော်အဲ့ဒါလေးလိုက်ဖတ်တယ်အဲ့ဒါလေးကိုကဖြည့်ပေးနိုင်တဲ့ဟာမျိုးဗီဒီယိုမျိုးအသစ်ကိုစူးစမ်းပြီးတော့လုပ်တာပေါ့ကျွန်တော်ကတော့လုပ်ရင်အဲ့လိုမျိုးပဲလုပ်ပါတယ်ဥပမာစီးချိုနဲ့ပတ်သက်လာလို့ရှိရင်စီးချိုအကြောင်းကိုဆရာမတွေဖာပြောပြီးပြီလေအခြေခံတော့ပြန်ထည့်ရတော့ဗောနော်နောက်ပြီးတော့ဒီမှာပြတ်လူတွေဘာတွေသိတင်တယ်လဲဗောနော်နိုင်ငံတကာမှာအရေးကြီးနေတဲ့ဟာတွေကိုမြန်မာပြတ်လူနာတွေသိစေချင်တာလေးတွေကိုကျွန်တော်ဖြည့်ဆွဲပြီးတော့အဲ့လိုလုပ်ပါတယ်မှန်တော့မဟုတ်ဒါကတော့ကျွန်တော်အမြင်တော့ဒါအင်မတန်ကောင်းတဲ့အချက်တစ်ခုပါဘာလို့ဆိုတော့ဘာအကျိုးမှမရှိဘဲနဲ့အချိန်တစ်ခုတက်ပေးပြီးတော့ဟလာလူတွေအတွက်လုပ်ပေးနေတယ်ဆိုရတာဒါအလွန်ကောင်းပြီးသား
ကိစ္စတစ်ခုပါဆိုတဲ့အခါကျတော့ကိုကတော့စေနာနဲ့ပြေးတာပေါ့ဒါတော့နည်းနည်းလေးကျွန်တော်သိချင်တာလည်းပါတာပေါ့အဲဆိုကျွန်တော်ကိုယ်တိုင်ဒီလဲကိုစပြီးတော့ချင်းနှင်းဝင်ရောက်တယ်လို့ပဲပြောမလားဆိုတဲ့အခါမှာတုံ့ပြန်ကြတာပေါ့ဘာလို့တုံ့ပြန်တာအခုခေတ်မှာအရန်လွယ်သွားပြီဟဲ့လားဟိုခုနကပြောသလိုအချိန်တစ်ခုပေးပြီးတော့တင်ဆက်တဲ့ဟဲ့လားဗီဒီယိုကလစ်တစ်ခုရဲ့အောက်မှာ comment မျိုးစုံရေးကြတဲ့အခါမှာလူတွေရဲ့ဟိုမတူကြတဲ့အမြင်တွေလည်းရှိတာပေါ့လေဆိုတော့အမြင်တွေကကိုချမ်းကိုဟို encourage ဖြစ်စေသလားဒါမှမဟုတ်ရှင် backward သွားစေသလားဘယ်လိုမျိုးကိုချမ်းခံစားရလဲ ညာတော့ဖြစ်ရတော့ကျွန်တော်တင်တဲ့ကျမရေးဗီဒီယိုတွေအောက်ပါလူနာတွေကများသောအားဖြင့်မြန်မာပြည်လူတွေကကျေးဇူးတင်ပါတယ်ဆိုတာတွေများတယ်များသောအားဖြင့်ကျေးဇူးတင်တယ်ဆိုတာ ကောင်းတဲ့ချက်ပါဟုတ်ကဲ့ နောက်ပြီးတော့တချို့ဟာတွေကတော့ဟိုဆရာချမ်းမပါစေအဲ့မျိုးလေးပေါ့နော်နောက်ကျွန်တော်သိသဘောမကျတာတခုကတော့ဥမာကျွန်တော်တင်တဲ့တစ်ခါလေးနှင်းကူတို့နှင်းတို့အဲ့ဗီဒီယိုတွေအောက်မှာစေမီတို့တွေလာပြီးတော့ comment လာလုပ်ကြဒါကတော့သူစေတနာနဲ့ပေါ့နော်စေတနာနဲ့လာပြီးတော့စေမီတို့တွေလာဘလို့ဟိုကြမ်းချိုဘလို့တွေအဲ့ပါတယ်အဲ့လိုကြတော့ကျွန်တော်ကနိုင်ငံတကာမှာကိုကလေးလာထားတဲ့ဆရာမဆိုတော့အဲ့ဒါကြီးကျွန်တော်ကလည်းမသိဘူးလေမသိဘူးဆိုတော့ဒါကိုကိုအောက်မှာထားလို့လည်းမရဘူးတခါတချို့ဟာတွေကြတော့တော်တော်လေးကိုအန်ရရှိတာမျိုးတွေလာမှန်းတာမျိုးရှိတယ်အဲ့လိုကြတော့ကျွန်တော်ဖြတ်ပြစ်တယ်ဆိုတော့စိတ်ထဲမှာတော့ဘယ်လိုမှမရှိပါဘူးသူတို့ချင်းချင်းကောင်းစေချင်တော့ဒါမြန်မာလူမျိုးတွေထုံးစံပဲလေမြန်မာလူမျိုးတွေကဟိုတခုဆိုလို့ရှိရင်သူတို့မှာဆေးနေရရှိတယ်ယောဂတစ်ခုရှိလို့ရှိရင်အဲ့လိုမျိုးဟိုဟာလေးသုံးလိုက်ပါလားတည်းဟိုလူကတော့ဒီဆေးသုံးလိုက်တာပျောက်သွားပြီဆိုပြီးတော့အဲ့ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေကအခြေခံကျမ်းမာရေးပူတရာပေါ့နော်အဲ့ဒါလေးလိုတာပေါ့အဲ့လိုဟာမျိုးတွေဆိုတော့ကျွန်တော်ဖြတ်ပါတယ်နောက်တစ်ခုကတော့အခုခါနာဗီဒီယိုတင်ထားတဲ့ဟာအောက်မှာတော့ခါလေကြားလို့ရှိရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုခါနာဗီဒီယိုကြည့်ပြီးတော့လုပ်လိုက်တာခါနာတက်တာသွားတယ်ဆိုရင်အဲ့ဒါဆိုရင်တော့တင်ရချိုးကတော်တော်နှက်တယ်ဥမာအဲ့လို comment လေးဖတ်ဆိုရင်ပဲကိုကတင်ရချိုးနှက်တယ်အဲ့ခါနာဗီဒီယိုအောက်မှာအဲ့လိုမျိုးဟာမျိုးတွေအများကြီးရှိတယ်အဲ့ခါကျတော့ကြားတဲ့ခါကျတော့လည်းမဖတ်ဖြစ်တော့ဘူးเนาะပြီးတော့အားလို့ရှိရင်ပြန်ဝင်ကြည့်လို့ရှိရင်အဲ့မျိုးတွေတွေ့ရင်စိတ်ချမ်းသာတယ်ပေါ့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဥမာယူဆမတူညီတာလေမှားတာတွေထောက်ပြတယ်ကျွန်တော်ဗီဒီယိုမှာသိမရှိဘူးဒီခါလေကြားလို့ရှိရင်တော့ဒီဆရာကသိပြီးတော့မြင်လွန်နေတယ်ဒါမြန်မာလူမျိုးတွေမကြိုက်ဘူးအဲ့ဒါမျိုးတွေဆိုရင်တော့ပြန်ပြီးတော့ feedback ပြန်ယူရအောင်ပေါ့နော်နောက်တစ်ခုကဗာအရေးကြီးလဲဆိုတော့ဥမာကိုသူတို့သိကျင်တာလေးပဲဥမာစီးချိုဗီဒီယိုအောက်မှာသူတို့ဆေးအကြောင်းသိကျင်တယ်ကိုရေးထားတာဆေးနဲ့မဟုတ်ဘူးကိုကအာဟာရအကြောင်းရေးထားတယ်အဲ့လိုခါမျိုးကျတော့ဒီလူနာတွေလိုအပ်တာပေါ့ငါဆေးအကြောင်းကိုဗီဒီယိုတစ်ခုလုပ်အောင်မယ်အဲ့လိုမျိုးတော့စိတ်ထဲမှာတော့ခဏရတယ်ဟုတ်ဟိုသူတို့ပေးတဲ့ comment တွေပါမူတည်ပြီးတော့ဘယ်လို response လုပ်မလဲဆိုတဲ့ဟာတက်ကိုဘာဆက်လုပ်ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးကျွန်တော်ပြောရင်မှန်မလားဟို positively ပေါ့နော်ဟုတ်တယ်ဟိုဒါလိုသေးတယ်ပေါ်ဟာမျိုးပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီကျမ်းမာရေးတင်တဲ့အခါမှာသတိထားတာလူနာတွေကအောက်မှာလူနာဆရာဝန် consultation ဟာမျိုးတွေအောက်မှာလာမေးတယ်လာမေးတော့ကျွန်တော်တို့ရဲ့နိုင်ငံတကာကျင့်ထုံးအရဒါတွေကိုဖြေလို့မဖြေသင့်ဘူးပေါ့နော်ဟုတ်ဒါပေမဲ့လို့ကျွန်တော်တစ်ခါတလေမြန်မာပြည်နာမည်ကြီးတဲ့ channel တွေမှာကြီးတဲ့ခါကျတော့အဲ့ဆရာတွေပြန်ဖြေထားတယ်ဘာလို့လဲဆိုတော့ဒီလူနာတွေကဟိုသူတို့အနေနဲ့စေကံလည်းမသွားနိုင်ဘူးပတ်စံလည်းမရှိဘူးဒီလိုမျိုးလေးကြည့်ပြီးတော့သူတို့ပြန်ခုပါတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ဆရာဝန်တွေအနေနဲ့တာဝန်ယူရတယ်ရှိတယ်မလုပ်တင်တာရှိတယ်ဒါမဲ့လို့တခါလေကြားလို့ရှိရင်တော့ဖြေပေးလိုက်တာမျိုးလေးလည်းရှိတယ်အဲ့မျိုးလေးလည်းကျွန်တော်တွေ့ရတယ်အဲ့မျိုးလေးတွေ့ရတဲ့ခါကျတော့ကိုလည်းတခါလေအဲ့မျိုးလေးလိုက်လုပ်တယ်တခါတလေကြားတော့ဘာတွေ့ရလဲဆိုတော့တချို့ channel တွေမှာတင်ထားတဲ့ခါကျလူနာတွေက comment တွေပေးတယ်ဆရာဝန်ကလည်းမပြန်အောင်အဲ့ခါကျသူတို့ချင်းချင်းဘာပြောလဲဆိုတော့ဒီဆရာဝန်ရဲ့ဘယ်တော့မှ comment ပြန်တဲ့ဆရာဝန်မဟုတ်ဘူးပေါ့နော်ငါဆိုရင်ဟိုလောက်လိုက်ပြီပေါ့unsubscribe လုပ်လိုက်ပြီပါညာနဲ့အဲ့လိုသူတို့လူနာပြန်ပြီးတော့စိတ်ကောက်တာမျိုးတွေရှိတယ်အဲ့လိုလိုက်ကြည့်ရတော့လိုက်ကြည့်ပြီးတော့ကိုကလည်းဟိုဟာပေါ့သင်ခန်းစာယူပြီးတော့ပြန်ရတာပေါ့နော်သူတို့ပြန်ပြီးတော့ delete စာလိုက်လို့ဆိုရင်ကို channel လို့ပြောမှာဆိုလို့အဲ့မျိုးလေးလည်းလောက်ရပါတယ်ဟုတ်
စိတ်ဝင်စားဖို့ကျွန်တော်အလွန်ကောင်းပါတယ်အဲဆိုဒါအခုဒီဘက်ခေတ်ပေါ့social media ပဲပြောမလားဟုတ်လားမှာအလင်းမြန်ပြန်ပြီးတုံ့ပြန်လို့ရတဲ့စနစ်ကကောင်းတယ်လဲပြောလို့ရသလိုတခါတည်းလဲစိတ်နှောက်ယှက်ဖြစ်တာလည်းရှိမှာပေါ့ဒါပေမဲ့သူသဖြင့်စေပညာလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလိုမျိုးမှာထိန်းသိမ်းရတဲ့ခုနပြောတဲ့နိုင်ငံတကာစံနှုန်းတွေလည်းရှိတဲ့အခါကျတော့ထင်သလိုပြန်လို့မရဘူးခုနဟာရေဆိုကျွန်တော်မိသလောက်ဆိုလို့ရှိရင်တော်တော်ခက်တဲ့ကိစ္စတွေလည်းပါပါတယ်ဆိုတော့ကျမ်းမာရေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ထင်လာပြီအခုပြောရင်းနဲ့ပေါ့နော်အဲ့တော့နောက်ထပ်ဆက်သွားမယ်ဆိုလို့ရှိရင်ဒီကျမ်းမာရေးပေါ်ပဲဆက်ပြောမယ်ဆိုလို့ရှိရင်အခြေခံကျမ်းမာရေးပဲထားပါတော့ဟုတ်လားကိုချမ်းလဲကျွန်တော်သိသလောက်ဆိုလို့ရှိရင်ဒီနေ့လူတွေအဖြစ်များတဲ့ဟုတ်လားစီးကြိုသွေးတို့နှလုံးလေဖြတ်ပေါ့နော်အကိစ္စနဲ့ပတ်သက်ပြီးစာအုပ်လက်ဆွဲစာအုပ်လေးခေါ်မလားမြန်မာနိုင်ငံမှာထုတ်ခဲ့ဘူးလို့ကျွန်တော်သိထားတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ရော response ဘယ်လိုရှိလဲနောက်တစ်ခါဒီစာအုပ်လေးတွေကဒီ knowledge ပေါ့ဒီအသိပညာပေါ့ကျမ်းမာရေးအခြေခံဟောလေးတွေပေါ့အသိပညာလေးတွေကဘယ်လောက်အရေးကြီးမလဲလူတွေအတွက်ကိုအဲ့ဒါတော့ကျွန်တော်ခုနပြောတဲ့နိုင်ငံတကာ guideline တွေကိုကျွန်တော်မိကြမ်းပြီးတော့ရှိရဲဆိုအဲ့စာအုပ်လေးပေါ့ယောဂနဲ့ထူနေထိုင်ခြင်းဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်ကိုရဲနဲ့လောက်ခဲ့တာနန်းတူစာပေတွေကထုတ်တယ်အခုလည်းသူရောင်းနေပါသေးတယ်သွေးလို့ဆိုတဲ့စာအုပ်လေးကတော့ရောင်းရတယ်စီးကြိုလို့ပါတယ်ကြတော့ကျွန်တော်အဲ့တော့ကတော့အဲ့ဒါကိုပြန်ပြီးတော့သင်ခန်းစာယူရတာပေါ့နော်လူဆိုလဲကိုယ့်ရဲ့ကိုဘလို့တိုးတက်အောင်လုပ်အောင်လဲဆိုပြီးတော့အဲ့တော့ရေးခဲ့တာတွေကတော့ဒါ international ရန်ဆန်လောရှိတယ်ဆန်လောကြီးတယ်ဆိုတော့အခုပြန်ပြီးတော့ပြန်ဖတ်ကြည့်တဲ့ခါကျတော့ပြန်ဆင်ကြည့်တဲ့ခါကျတော့မြန်မာလူမျိုးတွေအတွက်ကမြန်မာလူမျိုးတွေနဲ့ညှိပြီးတော့ပြန်ရေးတဲ့တယ်ပေါ့အဲ့လိုမျိုးပြန်ပြီးတော့ကိုယ့်အကူ reflection ပြန်သုံးသပ်ရတော့ပေါ့နော်အဲ့လိုမျိုးတွေလုပ်ခဲ့ပူပါတယ်အဲ့တော့သင်ခန်းစာဘာရတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာမြန်မာလူမျိုးတွေမြန်မာပြည်သူတွေကိုကျမ်းမာရေးသိပညာပေးခြင်းနဲ့ဆိုရင်ပေးခြင်းနဲ့ဆရာဝန်တွေကအတန်းနိုင်ဆုံးတော့ဒီလူထုထဲမှာရှိနေရင်အကောင်းဆုံးပဲကျွန်တော်တို့လူမျိုးနိုင်ငံတကာရောက်နေတယ် UK တို့ US တို့ရောက်နေတဲ့ဆရာဝန်တွေကကျမ်းမာရေးသိပညာပေးခြင်းနဲ့ဆိုရင်မြန်မာလူထုအကြောင်းကိုပြန်ပြီးတော့ကိုယ့်အကူပြန်လှစ်ပြီးတော့ထဲဝင်ပြန်လေ့လာတဲ့တယ်မြန်မာဘာတွေဖြစ်နေသလဲဘာတွေလုပ်နေကြသလဲဆိုတော့ international standard နဲ့လိုက်ပြီးတော့ညှိနေလို့မရဘူးအဲ့လိုမျိုးတွေသွားပြောနေလို့ရှိရင်မြန်မာပြည်လူတွေကသူတို့အတွက်ကိုပြောနေတယ်လို့မထင်ဘူးမထင်တဲ့ခါကျတော့အကျိုးမရှိဘူးမှန်တာပေါ့ဒီဟာပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဆက်ဆွဲစမ်းကြည့်မယ်ဘာလဲဆိုတော့ဒါကတော့ပြည်သူတွေနဲ့တော့မဆိုင်ပါဘူးဒါတော့စေပညာရှင်တွေတော့ကစေးနဲ့ပတ်သက်တဲ့ခုနနီးဘာခေါ်လဲ standard တစ်ခုကိုပေးနေတယ်လူကျွန်တော်တနေ့ကစာမတစ်ပုဒ်ကိုရေးခြင်းလို့နည်းနည်းရှာကြည့်တာပေါ့လေဒါကျွန်တော်ဆရာဟုတ်ပါဘူးကျွန်တော်တက်ကိုယ့်ဘက်ကိုစိတ်ဝင်စားတဲ့ဟာတစ်ခုပါ BMI ကိစ္စဟုတ်ဆိုတော့ BMI ကအဲ့ဆောင်းမဗာရေးထားလို့ဆို BMI ကြီးပဲကြီးကြတော့မှလားဆိုပေါ့နော်ဆိုတော့တို့ချီမာတာမှာတို့ရဲ့ဒီ line မှာဒီ BMI ကိုဟလာဆက်အနည်း200လောက်ရှိခဲ့တဲ့ BMI စနစ်တစ်ခုကိုဆက်သုံးနေကြရတယ်ဒါပေမဲ့ဒီ BMI ကိုတစ်ခါထပ်ပြီးတော့ American နိုင်ငံမျိုးမှာဟလာလူပြူရယ်လူမဲရယ် Asian ရယ်ဟလာအခြား African ရယ်ထပ်ပြီးတော့ခွဲလိုက်ပြီးတော့ဟလာ BMI ကိုနဲ့ကစားလိုက်တဲ့အခါမှာအဖြေအများကြီးကထွက်ချလာတယ်အဲ့မှာထပ်ပြီးတော့ဟလာ Asian က American ဖြစ်နေလို့ရှိရင်သူတို့ဟလာအုပ်စုတစုရဲ့ထဲ့ဖို့ဟလာတောက်ကတကယ် Asia နိုင်ငံတွေက Asian တွေကိုတခါနောက်ထပ်တစုရဲ့ထဲ့ဖို့ဆိုတဲ့ကိစ္စတွေကထပ်ဖြစ်လာဆိုတော့ကျွန်တော်စာရေးဆရာရေးတဲ့ဆောင်းမရှင်ရဲ့အနေကိုလည်းကျွန်တော်မြင်ပါတယ်သူလှုပ်ချင်တာကဟလာ ZN ဆိုတဲ့ BMI တခါဒါမှမဟုတ်လည်း BMI တက်ကောင်းတဲ့စနစ်တစ်ခုထွင်လိုက်တော့ပေါ့နိုင်ငံတကာသုံးပေါ့နော်ဥပမာကျွန်တော်နေခဲ့ဘူးတဲ့စင်ကာပူနမူနာနဲ့ပြောမယ်ဆိုလို့ရှိရင်စင်ကာပူမှာတချို့သွေးတို့စီးကြို marks တွေကstandard marks တွေကခြားနိုင်ငံတဲ့နေနာမျက်နှာလေးတွေရှိတယ်တခါတည်း national level မှာများကျင်တဲ့ခါကျတော့အခါကျရင် short ထားတာမျိုးတွေလည်းရှိသလိုအဲ့လိုပြောလေးတွေပေါ့လေအဲ့တော့ကိုချမ်းကဘယ်လိုမြင်လဲအဲ့ဒီဟာကိုဒီလူတွေအတွက်လုပ်ပေးရမယ်ဆိုလို့ရှိရင်တချို့စံတွေကို short ပေးတင်လားတင်ထားတင်လားအဲ့တော့အမြဲတမ်းပြောနေကြဘူးနော်ဥပမာအခုနောက်ပိုင်းမှာ diversity ဆိုပြီးတော့လောက်လာကြတဲ့အခါမှာအခုဒီလိုနိုင်ငံမျိုးတွေမှာတော့မအခုပြန်စနေရတယ်ဘာလို့လဲဆိုတော့ပြန်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဆေးပညာစာအုပ်တွေထဲမှာ
လောက်ထားတဲ့ယောဂါတွေအတိုင်းထွားတွေခေါင်းတော့လူဖြူတွေအတွက်ပဲဖြစ်လူဖြူတွေအတွက်ပဲဖြစ် ဟုတ်တယ်ဟုတ်တယ် အခုအဲ့လိုမျိုးဒီ diversity တို့ equality တို့အဲ့လိုမျိုးတွေကသူတို့အသားရောင်ရှိတဲ့လူတွေပေါ့နော်အဖွဲ့အစည်းတွေဖွဲ့ပြီးတော့အဲ့ဒါတွေကိုပြန်စနေကြတယ်အဲ့တော့အရေးကြီးပါတယ်ဒါတွေကတော့လေသူတို့သူတင်သားလောက်ထားတာဖြူတွေအတွက်ဖိတ်လောက်ထားတယ်ဆိုတော့ဥပမာဒီနိုင်ငံကဟိုပေါင်ကီလို100လောက်ရှိတဲ့လူနဲ့မြန်မာပြည်ကကီလို50လောက်ရှိတဲ့လူနဲ့ dose အချင်းကမတူနိုင်ဘူးလေ တူနိုင်ဟုတ်တယ် ဘယ်လိုမှမတူနိုင်ဘူးအဲ့တော့အဲ့ဒါတွေလည်းရှိတယ်အဲ့ဒါတွေလည်းသတိထားဖို့လိုတယ်အဲ့ဒါတွေကကျွန်တော်ကတော့ဒီ emergency မှာလုပ်တယ်ဆိုတော့အဲ့လောက်ထိတော့ထဲထဲဝင်တော့တိတ်ပြီးတော့မလေးလာဘူးဒါပေမဲ့လို့ဒီလိုမျိုးဟို internal medicine တို့ public health တို့လူတွေကတော့ပုံနားလေလိမ့်မယ်အရေးကြီးတယ်လို့တော့ဟုတ်ကဲ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 ့ဒါတော့ဟိုကိုချမ်း view ကိုယူကြည့်တာပါဟိုဟုတ်ပါတယ်ဒါဟိုတယောက်တည်းလုပ်လို့မရတယ်လို့နိုင်ငံလုပ်လို့လည်းလုပ်လို့မရတယ်လို့ဟုတ်လားရှေ့ဆောင်နေတဲ့ဒီဥရောပနိုင်ငံကြီးတွေဟလားအမေရိကန်နိုင်ငံကြီးတွေလောက်အောင်မယ်ကိစ္စလောက်အောင်မယ်ဆိုတော့နောက်ကလောက်အောင်မယ်ဆိုတော့တော်တော်ရှုပ်ထွေးမယ်လို့ထင်ပါတယ်ထားပါလေအဲ့တော့အခုတော့ခုနပြောသလိုပေါ့စနေကြပြီပေါ့နော်အခုမှပြန်ပြီးတော့မြေလှန်နေကြတာပေါ့ဖြစ်တော့ဖြစ်လာမှာဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒီကိုရှမ်းစီရလိုက်တာတော်တော်ကောင်းပါတယ်ကျွန်တော်အဲ့လိုအင်မတန်တင်တော်မြင်မိပါတယ်အဲ့တော့ထားပါတော့ဒီလူကိုနိုင်ငံကိုပဲပြန်ပြောရမယ်ကိုနိုင်ငံဒီကျမ်းမာရေးလူတွေတဲကိုဟလာဘာ challenge နဲ့ကြုံနေရတာလဲကျွန်တော်တို့ဟိုအခြေခံကျမ်းမာရေးအသည့်ရောက်ဖို့အတွက်ကိုဘလို့နေရာမျိုးတွေကနေပို့ပြီးလုပ်ပြီးကောင်းမလို့ထင်ပါတယ်ဒီလို channel တွေပေါ်မှာနေကောင်းမလားဒါမှမဟုတ်ရှင်ဟလာအားလုံးရဲ့လူတွေအားလုံးတွေကိုအသည့်တွေဝင်သွားအောင်လုပ်ရင်ကောင်းမလားဆိုတဲ့ဟာမျိုးကိုချမ်းဘလို့မြင်ပါလဲအဲ့ဒါတွေကကျွန်တော်တို့ကမြန်မာပြည်မှာကျွန်တော်တို့ဒီစေးကြောင်းသားဘဝဆရာဝန်ပေါက်ဆက်ဘဝတွေကကြုံလာရတယ်ပေါ့နော်ဆက်စေးရောင်းလာတော့စေးရောင်းလာတော့အဲ့တော့900စိန်မှာအစားစေးရဝယ်လို့ရတယ်အဲ့လိုမျိုးတွေဘယ်လိုလုပ်မလဲပေါ့နော်လူနာတွေဘက်ကကြည့်တဲ့အခါကျတော့လေဆရာဝန်တော်ပြောလို့ရှိရင်ပတ်စံပေးရတယ်နောက်ပြီးလို့ရှိရင်စေးရတော့သူတို့ညီမတို့ဆေးရတော့ဒါပဲဒါပဲလေဟို antibiotic ဆိုတာပဲအဲ့လိုမျိုးတွေမြင်ကြရတယ်ဆိုတော့မြန်မာပြည်ဆရာဝန်တွေတွေကလည်းအများကြီးခက်ခဲရှိပါတယ်အဲ့လိုမျိုးတွေဟိုရင်ဆိုင်နေရတော့ပေါ့နော်နေ့တူပေါ့ရင်ဆိုင်နေရတယ်နောက်ပြီးတော့ဒီလိုမျိုးကိုယ့်ရဲ့ဟို professional မှာတော့မဟုတ်ဘဲနဲ့ဒီမှာရန်ကူတွေပေါ့ပေါ်လာပြီးတော့အဲ့လိုတိုင်းဆေးတော့မဟုတ်ဘူးတိုင်းဆေးဆိုတော့သူကသူစနစ်ကျအဆင့်မြင့်တဲ့ပညာရှိရတာတိုင်းစင်းမဟုတ်ဘူးစေးမီးတို့တော့မဟုတ်ဘူးထင်ရမြင်တွေခုတာအဲ့လိုမျိုးတွေနဲ့ရှင်နေရတယ်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့ခုနပြောတဲ့လူတွေရဲ့အခြေခံပေါ့နော်အခြေခံဘုဒ္ဓအခြေခံကျမ်းမာရေးခံယူချက်အဲ့ဒါပုံမှာအများကြီးကိုတည်ပါတယ်နောက်ဆုံးကျတော့ပညာရေးနဲ့ပြန်ဆိုင်တော့လူတယောက်ကကျမ်းမာရေးအခြေခံကျမ်းမာရေးရှိမယ်ဆိုလို့ရှိရင်ဘိုက်ကိုလက်နဲ့ပွင့်အောင်လည်းယောဂမပြောက်ဘူးဆိုတာဒါသိသင့်တာပေါ့နော်ဒါမဲ့လို့ပါတယ်ခင်ဗျအဲ့ဒါကြတော့ဘယ်လိုပြောမလဲဆိုအခြေခံကျမ်းမာရေးလို့တော့ပြောလို့မရတော့ဘူးဒါအခြေခံအသိပညာလို့ပဲပြောရတော့မယ်အဲ့လိုဟာမျိုးတွေအားနဲ့အဲ့ဒါမျိုးတွေကိုမြင်ဆန်းအောင်အဲ့မျိုးတွေမြင်မလာနိုင်သေးသေးရတော့ကျွန်တော်တို့ဒီတိုက်ပွဲကြီးဆုံးမှာမဟုတ်ဘူးမှာဆက်စေးဆရာနဲ့ဆရာဝန်နဲ့အဲ့လိုမျိုးရန်ကုန်နေအဲ့လိုတင်ပါတယ်ဟုတ်တယ်ကိုချမ်းကဲနည်းနည်းပေါ့ပါကနေတော့ကိုချမ်းရုပ်ရှင်တွေပဲကြိုက်တယ်ထင်တယ်ကြိုက်လားကြိုက်ပါတယ်ဟုတ်ကျွန်တော်လည်းကြိုက်တယ်ကြိုက်တော့ဒါလည်းကျွန်တော်ထင်တယ်အခုအရန်အပြောများလို့ထင်တယ်ဗျာဟိုကျွန်တော်အရင်တော့အရန်နာမည်ကြီးရဲ့ House to ERO ဆိုတော့ကျွန်တော်မကြည့်ဖြစ်ခဲ့ဒါပေမဲ့တလောကကျွန်တော်လည်းအဲ့လိုပဲရှောက်ကျွန်တော်လည်းဝန္ဒနာပါရာရှောက်ကြည့်နေThe Pit ဆိုရဲဟို series ကိုကြည့်မိတယ်ကြည့်ပြီးတော့ကျွန်တော်မသိပါဘူးအဲ့ဒီမင်းသားက Nora Wiley ဆိုတဲ့မင်းသားအရင်တော့ ER မှာပါတယ်မင်းသားလို့တော်တော်ကောင်းတာပဲတော်တော်ကောင်းတယ်ဆိုတာသူ့ရဲ့ဟလာသူကိုယ်တိုင်လည်းစောင့်တယောက်မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဟလာသူ့ရဲ့တေးဥဆောင်မနောက်သူကိုယ်တိုင်ရိုက်တာတော့ထင်တယ်ကျွန်တော်ထင်တာမမဟုတ်ဆိုလို့ရှင်producer လုပ်တာဟုတ်တယ်သူကိုယ်တိုင်လုပ်တာဆိုတော့သူပါလဲဆိုတော့ तू ကအဓိကပြန်ရိုက်ချင်တာဒီ ER ကိုအဆက်လုပ်ချင်တာ ER ကိုဆက်လုပ်ချင်တော့
အခက်အခဲရှိလဲတော့မသိပါဘူးကျွန်တော်လည်းသေးသေးတော့မသိဘူးအဲ့ဒီမှာ ဟုတ် ER ကိုဆက်မလုပ်ဖြစ်ဖ ೇನೆ သူကတအခွဲတခုဖြစ်သွားတော့ pitch ဆိုတာ Pittsburgh ကဒီ ဟုတ်ကဲ့ အရှမ်းကိုအလုပ်ချုပ်တဲ့ emergency department ပေါ့အဲ့အကြောင်းရ pitch ဆို twin ပေါ့နော် twin ထဲမှာဖြစ်နေတာဖြစ်နေပေါ့အဲ့လိုသဘောမျိုးနဲ့ခြိုက်တာဆိုတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့လူမျိုးကျွန်တော်တို့အရွယ်ပေါ့နော်ဒီ emergency medicine ကိုလုပ်ခဲ့တဲ့လူတော်တော်များများဒီ ER ကိုကြည့်ပြီးတော့inspiration ရပြီးတော့လုပ်ခဲ့ကြတာများတယ်မျိုးသားတွေဆိုရင်ကိုဟို George Clooney ဆိုပြီးတော့ဟို George Clooney ဖြစ်ချင်လို့ George Clooney ဆိုပြီးစိတ်ကူးရင်ပြီးတော့ရုပ်ကိုတော့ရုပ်ကတော့ George Clooney နဲ့တူမှတူပါမလို့တော့အဲ့လိုမျိုးဟို inspiration ယူပြီးတော့လုပ်ခဲ့ကြတာများတယ်အဲ့ဒီအရာထဲမှာဒီ junior ဆရာဝန်တို့ဝိုင်းဆိုတဲ့အကောင်လေးကအဲ့တော့ဒီသူကဆရာဝန်ပေါက်စာလေးပေါ့အကုန်လုံးကဝိုင်းပြီးတော့သူ့ကိုစကြနောက်ကြနှိမ်ကြတယ်အဲ့လိုစခဲ့တာအဲ့ကောင်လေးကအခုဒီ pitch မှာကျတော့ဒီဆရာဝန်ကသူက senior ဆရာဝန်ဖြစ်နေပြီတန်းင်းဖြစ်နေပြီဟုတ်တယ်သူ့ရဲ့ရိုက်တဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့မနက်ခင်းဘယ်နာရီစ9နာရီစပဲထားတော့9နာရီည10နာရီလောက်ထိ10နာရီခွဲလောက်ထိ episode ဒါတော့ဆရာဝန်တွေရဲ့ဟုတ်တယ်ဆရာဝန်တွေရဲ့ဒီနေ့စဉ်ရုန်းကန်နေရတဲ့အလုပ်ထဲမှာရုန်းကန်နေရတဲ့ဟာပေါ့ဒါဆရာဝန်လည်းပြောမှဆိုတော့အလုပ်ပြောမှာပေါ့နော်ဆရာဝန်ဒီဟလာတခြားအလုပ်နဲ့တော့မထူးလို့ကျွန်တော်တော့ယူတော့မြင်ပါတယ်ဘာလို့ဆိုတော့ဆရာဝန်လောက်ကလူနာတွေကိုကူဖို့ခုနကိုချမ်းပြောသလိုပဲလူနာတစ်ယောက်ကိုကူလို့လူနာတစ်ယောက်ကအသက်ရှင်သွားတယ်ဆိုလို့ရှိရင်တို့ရဲ့ဟလာ PT တစ်ခုရှိမယ်ဒါပေမဲ့လည်းလူနာကိုရွေးမယ်ဆိုလို့ရှိရင်ဘယ်သူရွေးရမလဲဆိုတဲ့ဟာမျိုးတစ်ခါတည်းအင်မတန်ဆုံးဖြတ်ခက်တဲ့ကိစ္စမျိုးတွေပေါ့လေအဲ့မှာလည်းမြင်ရပါလိမ့်မယ်မြင်ရခဲ့ပါတယ်အဲ့တော့ season တစ်ခုကတော့ပြီးသွားပြီကြည့်လို့ကောင်းတော့မယ်ဆိုတော့ကိုချမ်းခုနပြောသွားတယ်ကျွန်တော်ထပ်မေးချင်တာကိုချမ်းလည်းမှာလုပ်နေဆိုတော့ဒီ pitch ရဲ့ဟိုနင်းကိုကိုချမ်း compare လို့ရှိရင်ရုပ်ရှင်တဲ့ဟာနဲ့တကယ်လက်တွေ့နဲ့ဆိုဘယ်လောက်တကယ်ကွာနေထင်လဲသူက case တွေကတော့တကယ်ဟို realistic ဖြစ်တဲ့ case တွေပေါ့နော်ပြောကြရှိတော့ဥမာသူတို့ကတော့ရုပ်ရှင်အနေနဲ့ဆိုတော့အကုန်လုံးစိတ်ဝင်စားစရာကောင်းအောင်လို့စိတ်ဝင်စားစရာကောင်းတဲ့ case တွေကိုအကုန်ပြုံထည့်ထားတာပေါ့ကျွန်တော်လုပ်ခဲ့တဲ့လောက်ထဲမှာတော့ကျွန်တော်လုပ်ခဲ့တဲ့စေယုံကပဲအဲ့လောက်ဟိုစုံလို့လားဘာလာတော့မသိဘူးပေါ့နော်တခါလေကြားလို့ရှင်ကျွန်တော်တို့ဆရာဝန်တွေနဲ့တသက်မှာတစ်ခါတော့တွေ့ရခဲ့တဲ့ဟိုအခြေအနေမျိုးကိုသူကတနေ့ထဲမှာတနာရီထဲမှာနှစ်မျိုးလောက်တွေ့ရတယ်အဲ့လိုမျိုးဟာလေးတော့ရှိရပေါ့တိတ်ပြီးတော့ဟိုလာထားမရှိတဲ့ကျွန်တော်တို့စပါတွေ့ရလဲဆိုတော့ဥမာအသက်90ကျော်ဖွားကြီးလဲလို့ခါနာလို့ဟိုတင်မစုံယွန်းနာလို့လာတယ်အဲ့လိုမျိုးတွေကများတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေကိုဒီရုပ်ရှင်တွေမှာထည့်ပြီးသူကစိတ်ဝင်စားမှာလို့ဒီမှာအဲ့ဒီခါကျတော့ဒီမျက်လုံးနောက်ဘက်မှာသွေးယူပြီးတော့မျက်လုံးကြီးဖောင်းထွက်လာတဲ့ဟာကိုဒီဘေးကနေပြီးတော့ lateral canthectomy ဆိုပြီးတော့ကတ်ကြီးနဲ့ညှပ်ပြစ်တာအဲ့လိုမျိုးတွေကကျွန်တော်တို့ emergency ဆရာဝန်တွေတွေ့ရလို့ရှင်ဒါဂျုံနှောင်းဂျုံငယ်ခွင့်ရကြီးပဲတစ်သက်မှာတစ်ခါနှစ်ခါသုံးခါလောက်တွေ့ဘူးတဲ့ဆရာဝန်ဆိုတော့ရှားတယ်ဒီ pitch မှာကျတော့ဒီ junior ဆရာဝန်လေးတွေအစားအမျိုးကိုတွေ့ရပြီးတော့သူတို့လုပ်နေကြတာပေါ့အဲ့လိုမျိုးလေးတော့ရှိတာပေါ့ဒါပေမဲ့ခုနပြောသလိုပဲဒီ realistic ဖြစ် environment ဒီ department အနေနဲ့ဆရာဝန်သူနာပြုဆရာဝန်နဲ့လူနာနဲ့ဆက်ဆံတာ senior junior ဆက်ဆံရေးအဲ့ဒါကြီးကတော့တော်တော်လေးကိုယုတ်တိကြပါတယ်ယုတ်တိရှိပါသူတို့ဟို consultant တွေငှားလာမှာပေါ့နော်သိကြပါတယ်ဒါတွေကတော့ဟုတ်ကဲ့ Noah Wise ဆိုလဲသူတို့နိုင်ငံကဒီလူတွေတောင်မှပြောနေကြတယ်ငါငငယ်တည်းကဒီဆရာဝန်နဲ့ကြီးလာအခုလည်းဒီဆရာဝန်ရှိတော့အဲ့မှာတခုကျွန်တော်ဒီထားမိတာပေါ့ဒါတော့ကိုချမ်းတော့ဘယ်လိုမြင်လဲမသိဘူးဒါတော့ American base ပေါ့ကိုချမ်းက UK ရောက်ကျွန်တော်ကတော့ကြည့်ရပြည်သက်ဘက်ကပေါ့သူတို့ရှိမှလည်းအဲ့ emergency ကလူတွေအများနဲ့ပြည့်ကျက်နေပြီးတော့ဟိုနေဖြစ်နေအဲ့ဒါကောအဲ့တိုင်းပဲလားကျွန်တော်ဒီမှာတော့သူက4နာရီသတ်မှတ်ထားတယ်ဒါ national target ပေါ့4နာရီအတွင်းမှာလူနာတယောက်ကဆေးရုံရောက်လာပြီးတော့4နာရီအတွင်းမှာကိစ္စပြရမယ်ကိစ္စပြမယ်ဆိုတာလူနာအိမ်ပြန်မယ်ဖြစ်ဖြစ်ဒီ admit လုပ်လို့ရှင်ဆေးရုံဝက်ကိုရောက်မယ်ဖြစ်ဖြစ်အဲ့ဒါ target ပဲလူနာတယောက်က emergency မှာ4နာရီချက်ပို့ပြီးတော့ရှိတယ် US မှာလည်းအဲ့လိုမျိုးရှိမယ်တဲ့ကျွန်တော်သေချာတော့ပြန်မကြည့်ရသေးတာပဲများသောအားဖြင့်တော့အနည်းဆက်ဆုံးတော့တူလိမ့်မယ်အဲ့တော့လူနာတယောက်က emergency department မှာ4နာရီချက်ပို့မရှိအောင်
ဒါပေမဲ့ reality မှာကြတော့ဘာတွေဖြစ်လဲဆိုတော့ဆရာဝန်နဲ့တွေ့ဖို့တော့မှတစ်ခါလေကြောက်လို့ရှိရင်9နာရီ10နာရီစောင့်ရတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာလည်းဒီလိုမျိုးတွေရှိပါလိမ့်မယ်ကြည့်တဲ့အခါကျတော့လူနာတွေဘက်ကကြည့်လို့ရှိရင်တော့ငါစောင့်ရတာကြားတယ်ဆရာဝန်ကငါတို့အကြည့်မဆိုင်ဘူးဆရာဝန်တွေလူနာပြုတွေအတွက်ကကြတော့လူနာတယောက်လာလို့ရှိရင်လူနာရဲ့ရေးပေါ်အခြေအနေဘယ်လောက်ရှိလဲအဆင့်1လားအဆင့်2လားအဆင့်3လားအဲ့ဒါမျိုးသတ်မှတ်ပြီးတော့အဆင့်1ဆိုချက်ချင်းကြည့်အဆင့်2ဆိုရင်ဖြစ်နိုင်ဆုံးအများဆုံးကြည့်အဆင့်3 4ဆိုရင်တော့စောင့်ပြီးတော့ပဲအဲ့တော့အဲ့လိုမျိုးနားမလဲတဲ့ခါကျတော့လူတွေကစောင့်ရတယ်ပေါ့နော်ကိုနောက်ပါလာတဲ့လူကိုဆရာဝန်ကခေါ်သွားတယ်အဲ့လိုမျိုးဂျင်နာတွေဖြစ်ကြတယ်စနစ်တွေပေါ့အဲ့လိုမျိုးတွေကလည်းလူနာတွေကိုသိနာလေထားလို့ရှိရင်တော့ပို့ပြီးတော့ဒါ complaint နေမတက်တော့ဘူးပေါ့ဟုတ်ကိုချန်ပြောခဲ့တဲ့ဟာတွေအရင်စိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့အချိန်အနေနဲ့ကြည့်မှဆိုနိုင်ဝက်လောက်ရှိသွားပြီဆိုတော့ကျွန်တော်ဒီနားမှာရက်လိုက်မယ်ပြီးတော့ထပ်ပြီးတော့ခုနဟာပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကပေါ့နော်ကိုပြည်သူတွေအတွက်ကိုကျမ်းမာရေးဒီပညာတွေဆက်ပြီးတော့ကျွန်တော်တို့ကော်နာလည်းပေးချင်ပါတယ်ပေးချင်တော့ကိုချမ်းကိုတချို့ကောင်းစဉ်လေးတွေပေါ့လေခုနထားပါတော့ခုနပြောတဲ့အခြေခံကျမ်းမာရေးကောင်းစဉ်လေးနဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်ကိုချမ်းချိန်ပေးနိုင်မလားခင်ဗျပေးနိုင်ပါတယ်ကျွန်တော်တကယ်ဝမ်းမြောက်ဝမ်းသာနဲ့ပဲအကူညီပါဘာလို့လဲဆိုတော့ကိုပေးလိုက်တဲ့ဘုဒ္ဓတာပေါ့နော်အသိပညာလူတယောက်ကအဲ့ဒါကိုနားထောင်ပြီးတော့ကျမ်းမာရေးကောင်းသွားတယ်ယောဂပြောက်သွားတယ်အသက်တစ်နှစ်ပဲဖြစ်ဖြစ်နှစ်နှစ်ပဲဖြစ်ဖြစ်ပိုရှည်သွားတယ်ဆိုရင်ဒါကျွန်တော်တို့တက်ကဒီလူသားအချင်းချင်းလဲကိုယ့်ရဲ့လူဖြစ်ရဆိုလဲနှက်တယ်ကိုယ့်ရဲ့ပညာဌာနလည်းညောက်တယ်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့မြန်မာပြည်မှာဒီကျမ်းမာရေးဝန်ဆောင်မှုတွေကစေတာကြီးတယ်နောက်ပြီးတဲ့ခါကျတော့လူအခြေခံလူတန်းသားတွေအတွက်ကစောင့်ရှောက်မှုတွေကအားနေတယ်ပေါ့နော်အခုလိုမျိုးဖုန်းတွေရနေတယ် YouTube တွေကြည့်နိုင်တယ်ဆိုတော့လူနာတွေကဒီဆရာဝန်တွေစေပညာ channel တွေအများကြီးလိုက်ကြည့်ကြတယ်အဲ့လိုမျိုးမှာကိုယ့်ရဲ့အခန်းကဏ္ဍတော်တော်လေးကိုအရေးကြီးလာတယ်အဲ့တို့ကြောင့်မလို့ဒီလူနာတယောက်ကကိုယ်နဲ့တွေ့တယ်ကိုပြောတာနားထောင်တယ်နားလည်သွားတယ်အဲ့အတွက်ကြောင့်မလို့သူဆရာဝန်နဲ့ပြစရာလိုလဲပြတင်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒီလိုလောက်တာတွေဆရာဝန်ပြတာကိုစားထိုးဖို့တော့မဟုတ်ဘူးဘုဒ္ဓရာအခြေခံချမ်းသာရေးအစင်တန်မြင်မှာပေါ့နောက်ပြီးတဲ့ခါကျတော့ဥမာကို့မှာဆွေမျိုးသားချင်းယောဂတွေရှိလို့ရှင်အကြံပေးလို့ရအောင်အဲ့လိုမျိုးတွေရွေချက်တွေနဲ့ကျွန်တော်တို့ကူညီတာဖြစ်ပါတယ်ရပါတယ်ကျွန်တော်လုပ်ပြီးတော့ဟုတ်ကဲ့ကိုချမ်းကိုချမ်းရဲ့ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဆုံးအနေနဲ့ကိုချမ်းကြည့်နေတဲ့ပြည်သက်ကိုပေါ့ကျွန်တော်ကော်နာပြည်သက်ကိုရောဗာပြောချင်ပါသေးလဲဗာကြံခဲ့တာရှိပါသေးတယ်ကျွန်တော်မမေးလိုက်ရတဲ့အထက်ကဆိုတော့ဒီခေတ်ကပြောင်းလာပြီဆိုတော့ကျွန်တော်တို့ငယ်ရောဆိုရင်စာအုပ်တွေဖတ်ရတယ်နောက်ပြီးလို့ရှိရင်ဒီအခွင့်အရေးငှားကြည့်ရတယ်အခုခေတ်ကျတော့အခုလို YouTube တို့ corner website တို့အဲ့လိုမျိုးပညာရေးတွေဘုဒ္ဓတာရခြင်းလို့ရှိရင်နေရာတကာမှာရှိပါတယ်ရှိတယ်ဆိုတော့ပြောချင်တာကတော့များလိုက်ပြီးတော့ကြည့်ပြီးတော့ရှင် quality ကိုထွေးနဲ့သိလာပါလိမ့်မယ်အဲ့လို quality တွေကိုလိုက်ပြီးတော့ကိုကသိနိုင်ဖို့ဆိုတာလေကိုယ့်ရဲ့အခန်းလည်းရှိဖို့လိုပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီခေတ်မှာအခုဘာတွေခေတ်စားတာလဲဆိုတော့သူက short ပေါ့နော် YouTube short တွေဆိုတော့ attention ကဒီအခုခေတ်တူတဲ့ attention ကနည်းလာတော့ကျွန်တော်ဆိုခါလေကြားလို့ရှိရင်3စက္ကန့်4စက္ကန့်လောက်ရှိတဲ့ဗီဒီယိုတွေတော့ကြည့်ဘူးလေအဲ့လောက်ထိဖြစ်တယ်ပေါ့နော်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဒီလိုမျိုး YouTube လို channel မျိုးတွေမှာ3နာရီ4နာရီလောက်ဒီပညာရေးနဲ့ဆိုင်တဲ့ဆွေးနွေးချက်တွေကိုကြည့်နေတဲ့လူတွေတန်းနဲ့ချီရှိတယ်အဲ့တော့လူတွေ attention နည်းသွားတယ်လူတွေကအုံနောက်တည်း3ဆောက်လို့မရအောင်အဲ့လိုမျိုးလည်းမဟုတ်ဘူးကျွန်တော်တို့မှာအခွင့်အရေးရှိတယ်အဲ့ဒီတော့ protein အခုလုပ်နေတဲ့ဒီ corner channel ကအဲ့လိုမျိုးဒီနေရာကိုဖြည့်ပေးနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်ပေါ့နော်အဲ့တော့လိုတော့မယ်ဆိုတော့ဥမာဗီဒီယိုရှယ်တွေဒီပညာရေးဆိုင်ရာဆွေးနွေးချက်တွေကိုများတင်နိုင်ရင်ရှယ်အကျိုးရှိလိမ့်မယ်ဘာလို့လဲဆိုတော့တချို့ပညာရေးတွေကကျွန်တော် edit လုပ်လို့တိတ်ပြီးတော့အဆင်ပြေဘူးပြောစရာတွေအများကြီးရှိတယ်ပညာရှင်တွေကပြောချင်တယ်
နားထောင်တဲ့လူကလည်းခင်ပြီးတော့နားထောင်တင်တယ်ဆိုတော့အဲ့မျိုးလေးတွေဆိုရင်ကျွန်တော်ဘက်ကလည်းကူညီပါတယ်ဒီနာရှင်တွေနဲ့ပြုလုပ်ချင်တယ်ဟိုအချိန်ကြာတာကိုစိုးရိမ်နေတယ်အချိန်ပေးပြီးတော့စိတ်ရှိနဲ့နားဟုတ်ကဲ့နားထောင်တဲ့ပြည့်တဲ့နားထောင်လို့ဟုတ်ကဲ့ကျိုးစားပါမယ်ကျွန်တော်စီစဉ်ပါမယ်ခင်ဗျအဲ့လိုလေးပညာရှင်စကားဝိုင်းလိုဟာမျိုးပေါ့နော်ဖလှယ်ရတယ်ဆိုလို့ရှိရင်ပိုကောင်းတာပေါ့ဟုတ်ကဲ့အခြားရောပါရှိအောင်မလဲပါရှိအောင်လဲဆိုတော့ကိုတင်ရမှာပြောချင်သေးလဲကျွန်တော်တို့ထူးထွေမရှိပါဘူးခင်ဗျခုနပြောသားတာတွေအကုန်လုံးကျွန်တော်စူးစမ်းကြည့်ပါမယ်တနိုင်သမျှကျွန်တော်တို့တဲ့ကော်နာနေပြီးတော့အခုအားလုံးအတွက်ကိုဟလာကြည့်တဲ့လူအားလုံးအတွက်ကိုအကျိုးရှိဟာတစ်ခုဖြစ်အောင်ဆက်လုပ်ဖို့ပဲရှိပါတယ်ကျေးဇူးပဲကိုချမ်းအဲ့ဒါဆိုလို့ရှိရင်ချိန်ပေးတာအလွန်ကျေးဇူးတင်ပါတယ်အချိန်အလွန်ရှားတဲ့လူတွေဟုတ်ကဲ့နောက်တစ်မယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါ